Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ထမင်းအရမ်းမိန်နဲ့ဂျူးပဲပုတ်ကြော်နီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဂျူးပဲပုတ်ကြော်တဲ့အခါမှာအဓိကပါဝင်ပစ္စည်းတွေကတော့ပဲပုတ်ပြီးရင်အသားတို့ကျွတ်သွန်နီးကျွတ်သွန်ဖြူဂျူးမြစ်မြေပဲပဲဖြစ်ပါတယ်ဒါကတော့ဟီမာထည့်ကြော်မဲ့ပစ္စည်းတွေပေါ့နော်အရင်ဆုံးဟီမာတို့မြေပဲကြော်ပါမယ်မြေပဲကတော့ဟီမာစံချိန်ကွက်တစ်ခွက်နဲ့တစ်ဝက်စာလောက်ဒီခမန်းထည့်ထားတယ်ပေါ့နော်မြေပဲကတော့အရန်ကြာကြီးကြော်စရာမလိုပါဘူးဒီလိုမျိုးအယောင်လေးရဲလာပြီဆိုလို့ရှိရင်ချလို့ရပါပြီပြီးတဲ့အခါမှာလည်းဟီမာတို့ဒီပဲပုတ်ပေါ့နော်ပဲပုတ်ချက်လေးတွေကိုဟီမာတော့မှုပါမှာဆိုလို့ရေးဆေးပြီးတော့မှဒီလိုမျိုးကိုလိုချင်တဲ့လိုပုံစံမျိုးလေးတွေညှက်ပြီးတော့ကြော်ပေးပါတယ်ပဲပုတ်လည်းအဲ့လိုမျိုးပဲပေါ့နော်ရွှေရောင်လေးတန်းလာပြီးကျွတ်လာပြီဆိုလို့ရှင်ဟီမာတို့ချလို့ရပါပြီကျွတ်လေးဖြစ်လာပြီဆိုလို့ရှင်ပေါ့နော်မိဖို့ပွားနေပြီးတော့မှစီလေးစစ်ပြီးတော့ထားပေးလိုက်ရပါပြီရှင်ပြီးတော့အသားတို့ကိုကျွတ်မွမွလေးနဲ့ပိုစားကောင်းအောင်လို့ဟီမာရေးမစိမ့်မဲနဲ့ဒီတိုင်းပဲကြော်ပါတယ်အသားတို့ကိုလည်းအဲ့လိုပဲပေါ့နော်ဟီမာတို့ရွှေဝါရောင်လေးတန်းလာပြီဆိုလို့ရှင်ကြော်ထားလေးရပြီဆိုရင်စီလေးစစ်ပြီးထားလိုက်ပါမယ်ပြီးတော့ဟီမာတို့တစ်ဆက်ထဲမှာပဲတစ်မျိုးချင်းကြော်သွားမယ်ပေါ့နော်နောက်တစ်ခုကတော့ဟီမာကျွတ်သွန်ဖြူကိုကျွတ်လေးဖြစ်အောင်ကြော်ပါတယ်ကျွတ်သွန်ဖြူလည်းအဲ့လိုပဲဟီမာတို့မီအေးအေးလေးနဲ့ပေါ့နော်ဖြည်းဖြည်းလေးကြော်ပေးပါမယ်ရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့စီလေးစစ်ပြီးထားလိုက်ရင်ရပါပြီရှင်ကျွတ်သွန်ဖြူကြော်ပြီးသွားပြီဆိုလို့ရှင်တော့ကျွတ်သွန်နီကိုလည်းကိုလိုတလောက်ပမာဏကိုပေါ့နော်ပပလေးတွေလီပြီးတော့မှဒီရွှေဝါရောင်တန်းတဲ့အထိကိုကြော်ပေးပါမယ်ကျွတ်လေးဖြစ်တဲ့အထိကြော်ပေးပါမယ်ရှင်ပြီးသွားရင်တော့ဒီစီလေးတွေစစ်ထားပေးလိုက်ရင်တော့ရပါပြီပြီးတော့နောက်ထပ်ကဟီမာဂျူးမြစ်ကြော်ပါမယ်ဂျူးမြစ်ကိုတော့လေဂျူးမြစ်ကဒီမှာဝယ်ရတာဈေးအရန်ကြီးတဲ့အတွက်ကြောင့်မလို့အမြစ်ကောဒီသူ့မှာပါတဲ့အပင်လေးပါထည့်ပြီးတော့ကြော်တယ်ပေါ့နော်လုံးဝကျွတ်တဲ့အထိကြော်ပါတယ်ဂျူးမြစ်ကိုလည်းအတိုင်းပဲဟီမာတို့ရွှေဝါရောင်တန်းလာပြီးကျွတ်သွားတဲ့အထိကိုကြော်ပေးပါမယ်ရှင်ပြီးတော့ဒီဂျူးပဲပုတ်ကြော်တဲ့ကိုထည့်ဖို့ငရုတ်သီးချောက်လေးထည့်ပြီးတော့ကြော်ပါတယ်ဒီနေရာမှာဒီငရုတ်သီးချောက်မကြိုက်လို့မထည့်ဘူးဆိုလို့ရှင်တော့ဒီအဆင့်ကိုကြော်လိုက်လို့ရပါတယ်ရှင်ပြီးတော့ဟီမာကဂျူးပဲပုတ်ကိုအဆက်ကြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စီကိုအတန့်ထပ်ထည့်ပြီးတော့မှဒီမြုပ်သီးခွဲချမ်းပတ်လေးသုံးစွန်းထည့်ပြီးတော့ကြော်ပေးပါတယ်အယောင်လေးနည်းနည်းလေးရဲလာပြီဆိုရင်တော့ခုနကဟီမာတို့ကြော်ထားတဲ့အမဲတွေကိုတစ်မျိုးချင်းထည့်ပြီးတော့မှမှုပေးပါမယ်ပထမအဆုံးအနေနဲ့ဟီမာမြေပဲထည့်တယ်ပေါ့နော်မြေပဲကိုတော့ခုနဒီကြော်ထားတဲ့အတိုင်းမထည့်ပဲနဲ့နည်းနည်းလေးစိတ်ဖြစ်အောင်ကြိတ်ပြီးတော့မှဟီမာထည့်ပြီးတော့ကြော်ပေးပါတယ်ဒုတိယအနေနဲ့ကတော့ဟီမာဂျူးမြစ်လေးထည့်ပြီးတော့မှုပေးပါတယ်အကုန်လုံးကိုတပြိုင်တည်းထည့်လိုက်တာမဟုတ်ဘဲနဲ့တစ်မျိုးချင်းစီထည့်ပြီးတော့ပေါ့နော်နှောက်အောင်မှုပေးပါတယ်ပြီးတော့အသားတူလေးတွေထည့်ပေးပါတယ်အသားတူကိုလည်းအဲ့လိုပဲနှောက်အောင်မှုပြီးသွားတဲ့အခါမှာဟီမာဒီပဲပုတ်ချက်ကြော်ထားတာလေးတွေကိုထည့်ပြီးတော့မှုပေးပါတယ်ရှင်ပြီးတော့ဒီကျွတ်သွန်ဖြူလေးတွေကိုလည်းထည့်ပြီးတော့ကြော်ပေးပါတယ်ဒီနေရာမှာလေးကျွတ်သွန်ဖြူနဲ့ကျွတ်သွန်နီလေးတွေကိုတော့ကြော်ထားတာမဟုတ်ပဲနဲ့ဒီတိုင်းအချောက်ရောင်းတာလေးလည်းရှိတယ်ပေါ့နော်အဲ့လိုဟာထည့်ပြီးတော့ကြော်လေးရပါတယ်ဟီမာတော့အဲ့လိုဟာကြတော့နည်းနည်းဈေးများလို့ပေါ့နော်ဒီတိုင်းပဲကိုပေါ့ကိုဒီမှာကျွတ်သွန်ဖြူတွေကျွတ်သွန်နီတွေကြော်ပြီးတော့ထည့်လိုက်ပါတယ်ရှင်အလုံးထဲမွေပြီးပြီဆိုရင်တော့ဟီမာအရသာအတွက်ကိုဒီစားနဲ့အချုံမုတ်ပေါ့နော်အဲ့ဒါကိုမှရေခဲမှုတ်စုံလေးနဲ့ဒီတစွန်းစီထည့်ပြီးတော့မှွေပေးလိုက်ပါတယ်ရှင်ပြီးတော့ဟီမာတို့ခုနကကြော်ထားရေသီး6တောင်းလေးထည့်ပြီးမှွေလိုက်ပြီဆိုရင်တော့ရပါပြီရှင်ကဲဒါဆိုလို့ရှင်တော့ဟီမာတို့မနက်ခင်းထမင်းပူပူလေးနဲ့ပဲဆဆဟေးမချက်ချင်တဲ့အချိန်မှာဒီဂျူးပဲပုတ်ကြော်လေးနဲ့ပဲဆဆလုံးဝအဆင်ပြေတယ်ပေါ့နော်ထမင်းလဲအရန်မြိန်တယ်ထမင်းလဲအရန်စားဝင်တယ်ဂျူးပဲပုတ်ကြော်လေးရပါပဲဖြစ်ပါတယ်ရှင်ဒီကြော်ထားတာလေးကြာကြာခံအောင်ဆိုရင်တော့ဒီလိုမျိုးလေလုံးနဲ့ဘူးလေးတွေတိုင်းဆိုရင်မှရပါတယ်ဒီလိုဘူးလေးနဲ့ထည့်ပြီးတော့မှတင်ထားလို့ရပါတယ်ဒါဆိုရင်ဘူးအကြီးကိုဟိမှာကြော်ထားတာတဝက်လောက်ရတယ်ပေါ့နော်ထမင်းလဲအရန်စားမြိန်ပါတယ်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်